မင်္ဂလာပါဒီတစ်ခေါက်ပြောမှာကအမျိုးသားတွေအတွက်ပြောမှာပေါ့နော်အမျိုးသားတွေအတွက်ပြောမှာဆိုတော့အမျိုးသမီးတွေတော့မဟုတ်ဒါပေမဲ့ကြည့်ချင်ရင်လည်းဝူစုတဲ့ရချင်းကြည့်လို့ရပါတယ်အမျိုးသားတွေအတွက် online ပေါ်မှာအခုရောင်းနေတဲ့ကြာဈေးပေါ့နော်ကြာဈေးဆိုပြီးရောင်းတဲ့လိန်ဈေးတွေရှိပါတယ်အဲ့လိန်ဈေးတွေဒီအမှန်တော့အဲ့ဟာတွေကဘာလဲဆိုထုံဈေးတွေပေါ့နော်ထုံဈေးကိုဂျဲတမျိုးနဲ့ရောထားလိုက်တဲ့ထုံဈေးပေါ့အဲ့ထုံဈေးကိုလိန်ပြီးသွားတော့လိန်ပြီးသွားရင်မိန်းမနဲ့အတူနေရမယ်ပေါ့အဲ့နှစ်ယောက်စလုံးထုံသွားတယ်ထုံသွားတော့အာယုခံစားမှုမရတော့ပဲနဲ့ကြာသွားတာအဲ့ဒါကိုသူတို့ကဘာလုပ်မှလဲနှစ်ယောက်စလုံးထုံသွားတယ်လေဘာကောင်းမလဲဟုတ်တော့မလားအဆင်မပြေဘူးလေဘာမှအဆင်မပြေဘူးအဲ့တော့ဒီဖြက်လန်းနည်းတွေကိုမလိုက်ဖဲနဲ့တကယ်လို့ကိုကအဲ့လိုမျိုးထိန်းနိုင်စွာမရှိဘူးဆိုလို့ရှိရင်လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်လေလေ့ကျင့်ခန်းတော့အခု Kegel exercise ရှိတယ် Kegel exercise ရှိတယ်နောက်ပြီးတော့ဒီတင်မစုံရိုးခွင်းနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေရှိတယ်ဒီအခန္ဓာကိုယ်အောက်ပိုင်းကိုကစားရတဲ့ဟို deadlift တို့ squat တို့ပေါ့နော်အဲ့လိုလေ့ကျင့်ခန်းမျိုးတွေဘယ်မှာလို့ပြောရင်တော့အလေးနဲ့ကစားရတော့ထိုင်ထတို့ပေါ့နော်ထိုင်ထတို့အလေးမတယ်အဲ့လိုမျိုးလေ့ကျင့်ခန်းတွေကစားမယ်စိုးစက်မြဲမြဲလုပ်ပေးမယ်သတိတကျလုပ်ပေးမယ်ဆိုလို့ရှိရင်စွမ်းဆောင်ရည်တိုးတက်လာမှာကျန်းမာရေးအတွက်လည်းကောင်းလာမှာယောက်ျားမိန်းမအောင်လုပ်လို့ရတယ်အဲ့ဒီလေ့ကျင့်ခန်းတွေအကုန်လုံးနှစ်ယောက်စလုံးရဲ့စွမ်းဆောင်ရည်ကောင်းလာမယ်အဲ့လိုကောင်းလာရင်သူ့ဘက်သူတဘာဝအတိုင်းကောင်းလာတာပုံမကောင်းဘူးလားဘာလို့မှလည်းဘေးထွက်ဆိုးကျိုးတွေရှိတဲ့ဆေးတွေကိုဝယ်သုံးနေတယ်ပြီးတော့ဘာမှလည်းစိတ်ကျဉ်တတ်မှုလည်းမရဘူးငွေကုန်လူပန်းဖြစ်သွားတယ်ဟုတ်တယ်မလားဘလို့မှအဆင်မပြေဘူးတချို့ဆိုရင်ဒီလုံးကဆရာဝန်တရားကို line ပေါ်မှာတင်ထားတာတွေ့တယ်သူ့စီကိုတဲ့အမျိုးသမီးကစေကန်းလာပြတယ်တဲ့အဲ့အမျိုးသမီးအင်္ဂါကြီးထုံနေလို့ပေါ့နော်ဘာဖြစ်တာလဲဘာညာသူကတော့ယောဂဆိုပြီးလာပြတာအမှန်တော့မဟုတ်ဘူးသူ့ယောက်ျားထုံစည်းသုံးလိုက်လို့ထုံသွားတာနောက်တော့မှထုံစည်းပြတော့ပြန်ကောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးတွေတောင်ကဲစေကန်းတွေပါရောက်ရှက်စရာကြီးပါတော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့လေ့ကျင့်ခန်းလှုပ်ပါလေ့ကျင့်ခန်းလှုပ်ခြင်းဒီအကောင်းဆုံးဆေးဝါးပဲဘယ်ယောဂဖြစ်လဲဘယ်အကြောင်းဖြစ်လဲလေ့ကျင့်ခန်းလှုပ်ထားတဲ့လူဒီယောဂဖြစ်နိုင်ကြီးအမတန်နဲတယ်ဖြစ်ပြီးသားယောဂတွေကိုလည်းပျောက်နိုင်တယ်လေ့ကျင့်ခန်းလှုပ်ပါတရားထိုင်ပါရှည်များတောက်ပါလက်ကားရတဲ့ဆေးဝါးတွေဖြစ်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါအောင်